နှုတ်တီကောင်းညိုတူတူလေးတွေကိုဆွဲဆုပ်လိုက်တော့ရေဘက်လေးကော့တက်လာပါတယ်။လက်တစ်ဖက်ကရေသားတစ်ဖက်ကိုခြေနေရေးတစ်ဖက်ကအောက်မှာဝတ်ထားတဲ့လုံကြီးလေးပေါ်မှာစပုတ်ခုတ်လေးကိုရွှွှွလေးပုတ်ပေးနေပြီးတော့ခြာတိတ်မှမခံနိုင်တော့ရေဘက်လေးကြွတက်လာလိုက်ခါလေးကော့ပေးလိုက်နဲ့စိတ်ကြွလာပါတယ်။လူစင်တဲ့အနေထားရောက်ပြီးမှနှုတ်တီကောင်းညိုတူတူလေးတူလီကြီးကိုဖြည်းဖြည်းဝေးအဖုတ်ဖောင်းမောင်းလေးမှတီးပြီးဖြည်းဖြည်းချင်းထိုးထဲနေတယ်။အောင်တရားလီမှာတန်းဆိုင်ကြီးလောင်မဟုတ်တာကတစားအလူခံမှုရဲ့အရေးအတွက်ကနေလာတကြောင်ကြောင့်ဖြည်းဖြည်းဝေးဖုံးမှာစီးပိုင်ချက်ထုံနေတယ်။ကိုရင်ကိုဝါကြီးကဒီနေ့ကြီးလိုက်တာအရင်ပဲဖြူကြိုက်တယ်။တန်းဆိုင်ကဖြည်းဖြည်းဝေးဖို့ချက်ချမလို့နာဖြည်းဖြည်းဝေးပါစက်ကထွက်လာတဲ့စကားကြောင့်သူ့စိတ်တွေအရင်ထားလာပြီးခဏတွင်မှပြီးကျင်လာတယ်။ပြီးကျင်နေတဲ့စိတ်ကိုထိန်းထားတဲ့ကြောင့်မနေနိုင်ပဲဖြူဖြူဝီဖုတ်တွေကိုတုတ်ရည်ရိတ်ဒရဟောပန်းထင်လိုက်တယ်ဖြူဖြူဝီနဲ့ပုံနှင်းတွေကန်စားရပြီးငြိမ်ချသွားတယ်တန်းဆိုင်ပြီးမှတကြီးပြီးတော့လေကြော့ကွေမသွားသေးပဲမာတောင်းနေတယ်နောက်ထပ်တကြီးထက်စိကိုဖြူဖြူဝီကန်နာကိုအပေါ်ပိုင်းကိုကရင်မော်မှဖောက်ရထားပြီးပရောက်ကိုခေါင်းတွေကူလိုက်တယ်ဖြူဖြူဝီပေါ်စမ်းမှာကရင်မော်မှခဏကိုအပေါ်ပိုင်းရှိပြီးခြေထောက်နှစ်ချ